မျိုးသားတယောက်ဟာဟင်းသီးဟင်းရွက်ရောင်းဖို့ထွက်လာရင်6ထဲပြုတ်ကျသွားခဲ့တယ်ဒါပေမဲ့သူအသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်တောင်ဝဲဝဲလောက်မှာရှိတဲ့ကူတစ်ခုအနီးကိုသူကြားရောက်သွားခဲ့တာပါကူထဲမှာရွှေပုံကြီးတွေရှိပြီးအဲ့ဒီဘေးမှာတော့ကြောက်တုံးတွေအောက်ပိတ်မိနေတဲ့မြေကြီးတစ်ကောင်ရှိနေခဲ့တယ်သူဟာစိတ်ထားကောင်းသူမို့လို့ကြောက်တုံးတွေကိုဖယ်ရှားပြီးမြေကိုကယ်ထုတ်ပေးခဲ့တယ်ရုတ်တရက်ဆိုသလိုနောက်တစ်နေ့မှာကွာရှင်းစာချုပ်လက်မှတ်ထိုးဖို့ပြောဆိုတန်ကိုသူကြားလိုက်ရတယ်နောက်တစ်နေ့အိမ်ပြန်ရောက်တာနဲ့သူ့ဇနီးကကွာရှင်းစာချုပ်ကိုသူ့လက်ထဲလာပေးတယ်ဝမ်ရှူကန်တို့တွေတစ်ချိန်ကလင်မယားဖြစ်ခဲ့ဘူးကြတာပဲဒါကြောင့်နင့်ကိုအကြံတစ်ခုပေးပါရစေနောက်တစ်ခါရွာသူမလေးတွေကိုဘယ်တော့မှလိုက်မတွဲပါနဲ့တော့နင်ကသူတို့နဲ့မတန်ပါဘူးတော့ရွာဘက်ကမူဆိုးမတရားရောက်ကိုပဲရှာပြီးဖြစ်တယ်လို့ပေါင်းလိုက်ပါနောက်လာထဲမှာငါမွေးနေ့ရှိတယ်သူထေးချမ်းကငါအတွက်ဖူမဲလုံးမှာမွေးနေ့အခမ်းပွဲလုပ်ပေးမှာအဲ့ဒီကြရင်ရွှွနဲ့နဲ့လာပြီးငါ့ကိုအရှက်မခွဲပါနဲ့အဖိုးကြားရလားလက်ချောင်းလေးလုပ်ကြည့်ပါဦးအရေးပေါ်ကမြင်မြန်ခေါ်လိုက်ပါအဖိုးကအန်ရကင်းသွားပါပြီသူ့ကိုဘသူရှေးဦးသူနာပြုစုနေလုပ်ပေးထားတာလဲတိတ်ကျွမ်းကျင်တာပဲအသက်ကယ်နိုင်ခဲ့တဲ့အဲ့ဒီရွှေရောင်4မိနစ်ကြောင့်သူ့တက်မသေးတာကျွန်တော်ဆွေမျိုးမဟုတ်ပါဘူးလမ်းကြုံလို့ဖြစ်သွားတာပါတမီးကသူ့ရဲ့မြေးမပါအဖိုးဘလို့နေသေးလဲဒီလူငယ်လေးကြောင့်အဖိုးအသက်ချမ်းသာရခဲ့တာပါအများကြီးကျေးဇူးတင်ပါတယ်ရှင်ရှင့်နာမီဘလို့ခေါ်လဲဟင်ဝမ်ရှူဟန်ပါအဆင်ပြေရင်ကျွန်တော်သွားတော့မယ်ဖန်လုံအိမ်ကိုရေလောင်းဖို့ကြံသေးလို့ပါခန်းနေပါဦးရှင့်လက်မှာတွေးတွေပေးနေတယ်ရပါတယ်ဘာမှမဖြစ်ပါဘူးလီမီသားစုကသူတပားကျေးဇူးကိုအကျွေးမထားပါဘူးတခုခုလိုအပ်တာရှိရင်ကျမကိုလာရှာပါဘူးအဲ့ဒီလူငယ်လေးထွက်သွားပြီသူကျမရဲ့လိပ်စာကက်တောင်ယူမသွားဘူးဖန်လုံအိမ်မှာအလုပ်လုပ်ဖို့ရွာကိုပြန်သွားတာကံကောင်းလိုက်တာဒီနေ့အဲ့ဒီဖန်လုံအိမ်တောင်တူလေးတာမရှိရင်အဖိုးတက်အဲ့ဒီမှာတင်ဆုံးပြီသူ့ရဲ့ရှေးဦးသူနာပြုစုနေကလည်းတိတ်ကျွမ်းကျင်တာပဲအဖိုးသူ့အကြောင်းစုံစမ်းကြည့်လိုက်ပါသူကအဖိုးတက်ကိုကယ်ခဲ့တာလေရိုးရိုးနဲ့ကျေးဇူးတင်ရုံနဲ့တင်မလောက်ဘူးအဲ့ဒီလိုစုံစမ်းရင်ကြည့်မကောင်းပါဘူးတုံးလိုက်တာကလေးရဲ့အဖိုးကအာနာလွဲသုံးစားလုံးမဲ့သူနဲ့တူလို့လားအဲ့ဒီလူငယ်လေးကစိတ်ထားကောင်းလို့ပါဒီဘက်ခင်မှာချလိုက်သွားတဲ့လူကြီးတွေကိုကူညီရတဲ့သူမရှိတော့ပဲအထူးသဖြင့်ဘာကျေးဇူးတော့ပြန်မှုကိုမှမမျှော်လင့်ပဲနဲ့ပေါ့မေမေကတော့နိမိတ်မရှိအိမ်ထောင်ပြုဖို့ပြန်ပြောနေပြန်ပြီရှုံးရန်နင်ဒီနေ့အသက်28နှစ်ရှိပြီမဟုတ်လားအဖိုးအဲ့ဒီအကြောင်းမစင်စားပါနဲ့ဦးအဲ့ဒါကိုမင်းဘလို့ထင်လဲဝမ်ရှူဟန်ကြိုရှူอ่ะမင်းရဲ့ဇနီးဟောင်းကဒီနေ့ညမတိုင်ခင်ပစ္စည်းတွေလာယူခိုင်းနေတယ်မယူရင်အကုန်လုံးကိုမြောင်းရဲ့အမိုက်လိုပစ်ချလိုက်တော့မယ်တဲ့ကျွန်တော်သိပါပြီဦးလေအကိုရှောင်းရှက်လူခွေးဟွာရဲ့မောင်ကအင်တာနက်မှာကြွားနေတယ်သူ့အမကခုသူထေးချမ်းနဲ့တရဲနေပြီဆိုပြီးအကိုကိုနေရံပေါ်ကလို့မရတဲ့ရွှတ်ဆိုပါတယ်သူငါအကြောင်းပါပြောသေးလဲအကိုကိုဆင်းရဲတဲ့တောင်သူဖြစ်မွေးဖွားလာတာမို့သူ့ရှုဖက်နဲ့တုပ်ပေးဖို့တော့မထိုက်တန်ဘူးတဲ့ရှောင်းရွှဲရဲ့အဲ့ဒါတွေကိုအများကြီးမစင်စားပါနဲ့ကွာရှင်းတာမြန်လေကောင်းနေပါပဲဟင်းဒီဟင်းရွက်စိုက်ပျိုးတဲ့နေရာမှာဘယ်သူမှမင်းကိုမရှင်းနိုင်ပါဘူးမင်းအဆင်ပြေသွားမှာပါဦးလေလူတွေကတကယ်ပဲလူဒန်းစားကွဲပြားကြတာလားဖန်လုံအိမ်တောင်သူတွေကိုအနှိမ့်ချခံရဖို့ပဲထိုက်တန်တာလားမင်္ဂလာပါမစ္စတာဝမ်ဒါလီချွန်ရမ်းပါဒီနေ့ည9နာရီမှာလီဆန်အိမ်ကိုလာနိုင်မလားဒီလိုဆင်းရဲသားတွေရဲ့ပစ္စည်းတွေကနေရာပဲယူတာပြရမှာတော့ယွန်းစရာကောင်းတယ်ငါဟာငါလာယူပါမယ်ရော့အချိန်မှန်သားပဲမြင်မြန်ယူပြီးထွက်သွားတော့ငါကောင်လေးကမနှက်ဖြန်အင်ကြီးဖို့လာတော့မှာရှုံးမနေနဲ့အမှန်တမ်းပြောရရင်နင်ကဒီအမိုက်တွေကိုတွဲကပ်နေတော့မယ်တကယ်လို့နင်တကယ်လို့တက်ချင်ရင်ကားမောင်းတာဒါမှမဟုတ်အိမ်သုံးရက်စစ်ပစ္စည်းတင်တာကိုတင်ယူလေရောက်တဲ့နေရာတိုင်းမှာဖန်လုံအိမ်မှာပဲအလုပ်လုပ်မနေနဲ့အဆက်ကွဲစရာကြီးသူကအဲ့ဒါပဲလုပ်တတ်တာလေဟင်းဒီဟင်းရဲ့စိုက်တာကလည်းရင်ဘာမှမလုပ်တတ်ဘူးတို့တွေမင်္ဂလာဆောင်ခဲ့တာ3နှစ်ရှိပြီနာနဲ့ပေါ့အမားလုပ်ခဲ့ဘူးလို့လားနင်ကပေါ့မမားခဲ့ပါဘူးဆင်းရဲနေတာကငါပေါ့အမားလုပ်နေတာငါသူငယ်ချင်းတွေအကုန်လုံးမျိုးကလူတွေနဲ့ယူကြတာတိုက်ခန်းတွေဝဲကြတယ်အလုပ်သွားရင်ကားတွေနဲ့လူတွေကနင်းကြောင့်ငါ့ကိုလောင်းကြောင်ကြတယ်ငါမေမေဆိုရွာထဲမှာခေါင်းတော်မဖော်ရဲဘူးဟုတ်တယ်ငါရဲ့လာပါတဲ့တမီးလေးကနင်းနဲ့3နှစ်တိုင်တိုင်မစင်ပေါ်စိုက်ထားတဲ့ပန်းပွင့်လိုဘွားပြက်ခဲ့ရတာကောင်းပြီဒီနေ့ကစားပြီးတို့တွေကြေသွားပြီလူငယ်လေးဘယ်သူ့ကိုရှာတာလဲကျွန်တော်မစ္စတာလီရှန်ထန်ကိုရှာတာပါမမလေးလီချွန်ရန်က9နာရီမှလာဖို့ဖိတ်ထားလို့ပါမစ္စတာဝမ်အထဲဝင်မှာမမလေးလီကမှာထားပြီးသားပါအဲ့ခမ်းမစီကိုတန်းသွားလို့ရပါတယ်ဒီလိုဝစားထားပြီး3ပြီးတိုင်နဲ့ရောက်လာတာလီမီသားစုရဲ့ဆွေမျိုးတော့မဟုတ်တော့ပါဘူးရှောင်းဝမ်လာထိုင်ပါမစိုးပါဘူးမျက်လုံးတွေကကြည်လင်ပြီးကြောကုန်းကတောင်းပန်နေတာပဲဆရာဝန်ကမင်းရဲ့ရှေးဦးသူနာပြုစုနေကျွမ်းကျင်မှုဟာတိတ်တက်ပညာဆန်တယ်လို့ပြောတယ်ကျွန်တော်နေဆက်တက်ဖွဲ့မှာ9နှစ်တာဝန်ထမ်းဆောင်စဉ်ကတင်ယူခဲ့တာပါအရေးပေါ်ရှေးဦးသူနာပြုစုနေကိုလေ့ကျင့်ထားတာပါတက်ကထွက်ပြီးနောက်မှလည်းမပြတ်လေ့ကျင့်ဖြစ်ပါတယ်မစ္စတာဝမ်ဒီနေ့လုပ်ပေးခဲ့တာတွေအတွက်နောက်တစ်ချိန်ကျေးဇူးတင်ပါတယ်ကိစ္စသေးသေးလေးပါမမလေးလီကျွန်တော်ဒါကိုမျှော်လင့်ပြီးကူညီခဲ့တာမဟုတ်ပါဘူးငါထင်ထားတဲ့အတိုင်းပါပဲဒီလူငယ်လေးကပိုက်ဆံမမှတ်ဘူးရှောင်းဝမ်မင်းဒီနေ့ကွာရှင်းလိုက်ရတယ်လို့ကြားတယ်နာလီချန်ထန်ကကျေးဇူးအကျွေးမထားခြင်းဘူးမင်းကတက်ကိုကယ်ခဲ့တော့ငါကျေးဇူးဆက်ရမယ်ကြည့်ရတာမင်းလည်းကွာရှင်းလိုက်ပြီးရှုံးရမှလည်းကောင်းလေးမရှိဘူးမင်းတို့နှစ်ယောက်တည်းကြည့်ကြပါလားမစ္စတာလီအဲ့ဒါစနောက်ရမယ့်ကိစ္စမဟုတ်ပါဘူးကျွန်တော်ကဖန်လုံအိမ်မှာဟင်းဒီဟင်းရဲ့စိုက်တဲ့တောင်သူတယောက်ပါကျွန်တော်မမလေးလီနဲ့မထိုက်တန်ပါဘူးဖန်လုံအိမ်မှာဟင်းဒီဟင်းရွက်စိုက်တာဘာဖြစ်လို့လဲငါငယ်စဉ်ကလည်း3ပြီးတိုင်နဲ့ရွာစင်လဲပြီးဟင်းဒီဟင်းရွက်တွေဝယ်ခဲ့တာပဲအဓိကစိတ်တက်ပါနောက်ခံတမိုင်းမဟုတ်ပါဘူးစိုက်ပျိုးရေးလုပ်တတ်တဲ့သူမှန်သမျှဘာမဆိုအဆင်ပြေအောင်လုပ်နိုင်ပါတယ်ချွန်ရန်မင်းရောဘာပြောချင်လဲအဖိုးကနှလုံးမကောင်းဘူးဆရာဝန်ကနောက်ထပ်စိတ်လှုပ်ရှားစရာတွေမခံယူနိုင်ဘူးလို့ပြောထားတယ်အဖိုးကောင်းတဲ့တစ်ခုခုဝင်သွားရင်ဘယ်သူမှတားလို့မရဘူးဒါကြောင့်တို့တွေတနစ်စာစာချုပ်မင်္ဂလာဆောင်ကြရအောင်ရှင်ကငါမိသားစုရဲ့အိမ်ထောင်ပြုဖို့ဖိအားပေးတာကိုကူညီဖြည့်ရှင်းပေးတာကရှင်ရဲ့ဖန်လုံအိမ်တိုးချက်ဖို့နဲ့မြို့နယ်တစ်ခုလုံးကစူပါမားကတ်စားတောက်ဆိုင်တွေနဲ့ရောင်းချန်တွေရအောင်ကူညီပေးမယ်ရှင်ရဲ့ဟင်းဒီဟင်းရက်တွေဈေးကောင်းကောင်းနဲ့ရောင်းကောင်းသွားမှာပါမမလေးလီဘာလို့ကျွန်တော်ကိုရွေးချယ်တာလဲရှင်ကဘာစုလက်မမမျှော်လင့်ပဲလူတယောက်ကိုကယ်တင်ခဲ့လို့ပဲပြီးတော့လိပ်စာကတ်ကိုကြည့်လိုက်တဲ့အခါရှင်မျက်လုံးထဲမှာလောဘနဲ့ခတ်တာကိုမတွေ့ရဘူးရှင်ကကိုယ့်အင်ကြီးဝတ်ထားတဲ့ယောက်ျားများကြီးထက်ပိုအားကိုရလို့ပါစိတ်တက်မကောင်းတဲ့အဲ့ဒီလူတွေနဲ့မတူပဲရှင်ကသူတို့ထက်ပိုပြီးယောက်ျားပြီးတာပါတယ်ကောင်းပြီလေကျွန်တော်လက်ခံပါတယ်အဲ့ဒါမှငါမြင်မလေးမင်္ဂလာပါမနေ့ပြန်မင်းတို့နှစ်ယောက်မင်္ဂလာဆောင်လက်မှတ်သွားထိုးကြအဖိုးရဲ့သူကွာရှင်းပြီးတော့တလားလောက်ကြာအောင်တော့ခဏဆောင်ပါဦး